ဒီနေ့မှာတော့အိမ်တွင်းလေထုကိုအမြဲတမ်းလန်းဆန်းနေအောင်လုပ်ပေးနိုင်တဲ့ DIY ဝါဒနာပါတူတွေပါသဘောကျမယ်အစည်းအဝေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်ဒီစည်းလေးကတော့ 5V USB atomizer spray module လေးပဲဒါလေးကတော့ module kit set လေးပေါ့နော်ဒါလေးကတော့အလွယ်ပြောရရင်ကျွန်တော်တို့၄ပေါက် module kit set လေးပါဒါလေးကတော့6ပေါက် module kit set လေးပါတော့သူ့ထဲမှာကျွန်တော်တို့ဘာတွေပါမလဲဆိုရင်ဒီဟာလေးတွေပါမယ်၄ပေါက်ဆိုရင်ကျွန်တော်တို့ဒီဟာ atomizer sheet လို့ခေါ်တဲ့ဒီ cover လေးပါမယ်atomizer sheet ကဒီလိုပုံစံလေးเนาะပြီးရင်သူ့အောက်မှာ atomizer sheet မှာကျွန်တော်တို့တက်ပြီးသုံးနေဖော်ချောင်းလေးပါမယ်ပြီးတော့ atomizer hat ပါမယ်နောက်တစ်ခုက atomizer ကျွန်တော်တို့ module ပါတော့ဒါ၄ပေါက်ဆိုတော့ကျွန်တော်တို့ဒီမှာ socket လေး၄ခုရှိမယ်6ပေါက်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ socket လေး6ခုရှိတယ်အဲ့တော့တက်ဆင်ရတာအရင်လွယ်ပါတယ် DIY ဖြစ်တဲ့အတွက်ကိုယ်တိုင်ကိုကြဆင်ပြီးသုံးရပါမယ်အဲ့တော့ဒီမတူညီတဲ့အဖုံးလေးနှစ်ခုပေါ့နော်ဒီမှာ clip လေးတွေပါမယ်ဒါမျိုးညနေချင်းတိုင်းထားပြီးတော့ဒီဟိုဘက်ဒီဘက်ကိုဖိပေးရမယ်ဖိပြီးတော့ကျွန်တော်တို့ဒီဖော်ချောင်းလေးကိုဒီအောက်ထဲဆွတ်ပြရအဲ့တော့ဒီဖုံးလေးတွေ optimizer ရှိလေးကိုတက်တဲ့ချိန်ကျရင်ဒီ optimizer hack လေးကိုလည်းကျွန်တော်တို့ဒီထဲထည့်ပေးရဟိုဘက်ဒီဘက်နော်အဲ့တော့ဒီပုံစံလေးပါအဲ့ပုံစံနဲ့သုံးရပါတယ်အဲ့တော့ဒီ optimizer hack လေးကိုတက်တဲ့ချိန်ကျရင်ကျွန်တော်တို့အဲ့ဒီအပေါ်မှာအဖြူအရစ်ပါတဲ့ဟာလေးကိုကျွန်တော်တို့အပေါ်ဘက်မှာထားပေးရပါတယ်တော့ထားပြီးတော့ကျွန်တော်တို့ဒါမျိုးတက်ဆင်ပြီးအသုံးပြုရပါမယ်အဲ့တော့ဒီဖော့ချောင်းလေးကကျွန်တော်တို့အသုံးပြုတဲ့ချိန်ကျရင်တစ်ချောင်းလုံးကရေဆူဆွတ်နေရပါမယ်ရေဆွတ်ထားပါမယ်ဒီလိုမျိုးအထဲမှာ optimizer hack လေးကိုတွားထိနေရပါဒီပုံစံလေးပါနော်အဲ့တော့နောက်မှာကျွန်တော်ဆင်ထားတဲ့ပစ္စည်းလေးရှိတယ်ဒါလေးဆိုရင်၄ပေါက်ဒါလေးဆို6ပေါက်အဲ့တော့ဒီပစ္စည်းတွေရဲ့အားတက်ချက်ကကျွန်တော်တို့ power အသုံးပြုပုံကကျွန်တော်တို့ 5V USB နဲ့သုံးပါတယ် 5V USB မှာတော့ type C ကိုသုံးပါတယ်အဲ့တော့ကျွန်တော်တို့ power bank တွေကျွန်တော်တို့ adapter 5V တွေနောက်တစ်ခုကကျွန်တော်တို့ laptop မှာရှိတဲ့ USB port တွေနဲ့ direct ချိတ်ပြီးသုံးလို့ရတယ်တခုတတိထားမှာ ampere တော့ 1 ampere 1.5 ampere အထိသုံးတာအကောင်းဆုံးပါပဲ ampere များများသုံးရင်ကတ်တွေလောင်တတ်ပါတယ်အဲ့တော့ဒါလေးကတော့အခုကျွန်တော်လက်ရှိ power bank နဲ့တွဲပြီးသုံးထားပါတယ်အဲ့တော့တစ်ချက်ပြပေးမယ်အဲ့တော့ဒီ atomizer module ပေါ်မှာ clock လေးနှစ်ခုရှိတယ်တစ်ခုက on off လုပ်တဲ့ဥစ္စာတစ်ခုကတော့ကျွန်တော်တို့ဒီ hat တစ်ခုချင်းစီကိုအလုတ်လုတ်ခိုင်းတာ pattern အမျိုးမျိုးနဲ့ပေါ့နော်တစ်ခုနဲ့လုပ်မလားနှစ်ခုနဲ့လုပ်မလားသုံးခုနဲ့လုပ်မလားဒါဆိုရင်6ခုပါတဲ့ hat 6ခုလုံးနဲ့လုပ်မလားเนาะအဲ့တော့ဒါလေးကို on off လုပ်လိုက်မယ်ကဲဒါဆိုကျွန်တော် on လိုက်ပြီဒါဆိုရင်ဒီဟာလေးကကျွန်တော်တို့ရေမွေး6ပေါက်ပါတဲ့ဥစ္စာလေးဒါရေမွေးထွက်တဲ့နှုံးပေါ့နော်တော်တော်လေးရေမွေးထွက်ပါတယ် miss ဖြစ်တာပေါ့နော်ရေမွေးလေးတွေအဲ့တော့ဒီရေမွေး6ပေါက်တွေ4ပေါက်တွေကကျွန်တော်တို့တစ်နိုင်မှာရေပေါ့နော်ဒီပမာဏ200မီလီတာအထိကိုကောင်းကောင်းဒီရေမွေးအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်နော်အဲ့တော့ဒီခလုတ်လေးကျွန်တော်တစ်ချက်နှိပ်ပြမယ်ကဲဒါဆိုရင်သူ့auto hat တစ်ခုချင်းစီအလုပ်လုပ်တယ်ကဲနောက်ပုံစံတစ်မျိုးပြောင်းမယ်ဒါဆိုရင်ကျွန်တော် hat တစ်ခုပဲလုပ်မယ်နောက်တစ်ချက်နှိပ်မယ်2ခုလုပ်မယ်နောက်ဆို3ခုလုပ်မယ်4ခုလုပ်မယ်5ခုလုပ်မယ်ကဲ6ခုဒါဆို hat 6ခုလုံးလုပ်အဲ့တော့ဒီတဲကိုကျွန်တော်တို့အမွှေးနန္တာစီတစ်ခုခုထည့်လိုက်ရင်အခန်းတစ်ခန်းလုံးမှာကျွန်တော်တို့ရေမွေလေးနဲ့ဆူဆွတ်ပြီးတော့6တွေ့မနေဘူးအခန်းတစ်ခန်းလုံးအရင်နဲ့တင်းပြီးမွေးကြိုင်နေလိမ့်မယ်အဲ့တော့ဒါလေးတွေကကျွန်တော်တို့ DIY 5V USB atomizer spray module kit set လေးပါရန်သုံးဝင်တယ်နော်ကျွန်တော်တို့ရေတံဘူးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ပလင်းတွေပဲဖြစ်ဖြစ်ဖန်ခွက်တွေပဲဖြစ်ဖြစ်ထည့်ပြီးသုံးလို့ရတယ်စိတ်ကြိုက်အသုံးပြုလို့ရတဲ့ DIY ကျွန်တော်ရေမွေးထုတ်ဆက်လေးပေါ့အလွယ်ပြောရရင်တော့ပူလိုက်တဲ့ຢာဒီမှာအရန်ဆင်ပြေတယ်အဲ့တော့ကျွန်တော်စီမှာ2မျိုးရှိမယ်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့6ပေါက်ပေါ့နော်အထဲမှာပေါ်ချောင်းလေးကျွန်တော်တို့ဘယ်နှချောင်းပါမလဲဆိုရင်6ချောင်းပါမယ်အဲ့တော့ atomizer sheet လေးကအစုံပဒံစုံပါမလဲ6စုံပါအဲ့တော့ပြီးတော့ဒီ module လေးကအထဲမှာကျွန်တော်တို့ socket 6ခုပါတဲ့ module လေးပါအဲ့တော့ခုနကကျွန်တော်ပထမပြခဲ့တဲ့ဥစ္စာက4ပေါက်ဒါဆိုရင်4ပေါက်ဒီဟာလေးက6ပေါက်အဲ့တော့ဒါလေးကရေမွေးထုတ်ဆက်လေးပါရန်သုံးဝင်ပါတယ်စိတ်ဝင်စားလို့မှာကျွန်တော်ဆိုရင်ကျွန်တော်တို့ MPH ကိုချိန်မြေးဆက်တက်မှာနေပါတယ်ကျေးဇူးထူးတင်ပါတယ်